လမ်းမှာဆရာစာရွက်တရက်ကောက်ရတယ်ဟမ်းမနေနဲ့ဘယ်သူရေးလဲမသိဘူးတို့တယ်မဖတ်နေဦးနဲ့ခဏတယ်တေချာဖတ်နော်တဲ့မဆူနဲ့ကိုယ့်ကိုစာရေးငါဖတ်ကြည့်ဦးမယ်ပြောင်းနေမဆူနဲ့လို့ကိုယ့်ကိုစာရေးမွေပွေးတိုင်းဒေတာကြီးဟာလင်းမွေမြို့နယ်မွေဟောက်ရွာမှာမတ်မြတ်လျှောစီတို့အကြောင်းမညီညွတ်လို့ဘောင်းမီချုပ်ပြီးရေးသားလိုက်ပါဟာခေါင်းနဲ့တစ်ဆက်သေးပါမင်းနဲ့ကိုရှောက်ခဲ့တဲ့မင်းနဲ့ကိုရှောက်လန်းခဲ့တဲ့အဝတ်တွေကအခုဆိုရင်ခြောက်နေပါပြီဟာဘာတော့အင်ကြီးမီးတော့အရင်လိုကိုနဲ့မင်းပြန်ပေါင်းနိုင်ဖို့ကလည်းကောင်းချင်းဆန်တွေကဈေးတက်နေပြီဟာအချစ်ရဲတဲ့ကိုရင်နေခုံနေတာဖုံးကြီးမသိလို့ဖြစ်ပြီဟာမင်းစိတ်တွေကြောင့်ကိုယ့်ရဲ့ဘဲကင်းတွေလည်းကုန်ပြီတဲ့ကိုမင်းကိုနှစ်သက်ချင်ပေမဲ့လေတဲ့မင်းကရင်ငုတ်ကျွမ်းတော့နှစ်သက်လို့မရဘူးဖြစ်တယ်ဟာ1500အချစ်တွေနဲ့မင်းစီကပြန်လာမဲ့စာလေးကိုလေးခွက်ကင်ပြီးစောင့်နေမယ်ဟိဟိတဲ့ကျွမ်းတယ်မလားတဲ့စာဖတ်တဲ့လူမားတယ်နော်တဲ့စိတ်တူတယ်နော်တဲ့ခွေးဟေးဟုတ်ရင်နာပေါ့နိုင်ဆရာခူဆောင်ထားတယ်ဟာရေးတဲ့သူခွေးမာတယ်ဒီကလည်းစာပြန်ထားသေးတယ်ဒီလက်ရေးကတော့မိန်းကလေးလက်ရေးမဟုတ်ဘူးဒါယောက်ျားလေးလက်ရေးဒီလိုပဲပင်မောက်ကိုဓာတ်လိုက်ထားတဲ့လက်ရေးမျိုးကယောက်ျားလေးတွေပဲဆွမ်းဆောင်နိုင်တယ်ဟုတ်ပြီဒီကိစ္စကိုဆရာစားပလင်းနှင်းမကိုခေါ်ပြီးတော့ပဲမေးလိုက်တော့ဆရာဘယ်သူရေးရလဲဆိုတော့ဆရာမင်းတို့လက်ရေးကိုလိုက်ကြည့်တာနဲ့သိတယ်ဒါပဲကိုစာကိုရေး